အားလုံးမိပါပါဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့ draw toolbar မှာကြည့်တယ်အသုံးအများဆုံးအခြေခံ command လေးတွေကိုလေ့လာရအောင်ပါ draw toolbar မှာဆိုရင်ကျွန်တော်တို့ line ရှိမယ် polyline ရှိမယ် circle ရှိမယ် arc တွေရှိမယ် rectangle တွေရှိမယ်ဒါလေးတွေကျွန်တော်ဘယ်လိုယူသုံးလဲဆိုတာတွေကိုပါအောင်ပါအဲဒါကျွန်တော် line ဆိုတာလေးကိုကျွန်တော်ဒီကနေယူပါတယ်အဲ့တော့တခုသိထားမှာလေကျွန်တော်တို့ command ကနေ keyword shortcut ရိုက်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ line ဆိုတာလေးယူမယ်ဆိုရင်ကျွန်တော် L under လို့ရိုက်ထည့်ပါတယ် L under ဒါဆိုလို့ရှိရင်ကျွန်တော်တို့ line ဆိုတဲ့ command လေးဝင်သွားပါပြီဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ toolbar ကနေယူသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ toolbar icon လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ command ဝင်သွားပါပြီ under ခောက်စရာမလိုပါဘူးဒါကြောင့်ကျွန်တော်တို့ line ဆိုတဲ့ command လေးကိုကျွန်တော်တို့ဒီမှာရှိတဲ့ line icon လေးကနေယူသုံးလို့ရလို့ L under နဲ့လည်းခေါ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့သူကပြောထားပါလိမ့်မယ်သူစာဖတ်ဖို့လိုပါတယ်ကျွန်တော်ဗာလေးပြောထားတယ်ဆိုတော့ specify first point ကျွန်တော်တို့ဒီ drawing ပေါ်မှာစဆွဲစေခြင်းတဲ့နေရာလေးကနေလေးတစ်ချက်ချပါ first point နောက်ထပ်ကျွန်တော်တို့ next point တွေကိုလေးတစ်ချက်ချပါဒါကတော့ကျွန်တော် not to scale ဆွဲနေတာမို့ကျွန်တော် next point မှာလေးတစ်ချက်ချပါအဲဆိုလို့ရှိရင်ကျွန်တော် command တစ်ခုထွက်ချင် escape သုံးဖို့ enter နှိပ်ပြီးတော့ဆွဲလို့ရပါတယ်အဲဆိုရင်ကျွန်တော် line လေးတစ်ချောင်းဆွဲပြီးတော့ပါပြီးတော့ကျွန်တော်သိရမှာဒီကျွန်တော်ရဲ့ line လေးဒီ under ဆိုပြီးတော့ဆွဲပါတယ်ကျွန်တော်ရဲ့ line လေးဒီကျွန်တော်တို့မှာ process လေးသွားအောင်ကိုလိုက်နေပါတယ်ဒါဒီကျွန်တော်တို့ auto move ကို off ထားတယ်ဆိုတဲ့အနေထားလေးပါ auto move ဆိုတာကျွန်တော်တို့state bar မှာရှိတယ်ဒီ down hand နေတာလေးကိုဆိုတာပါ F8 ကိုနှိပ်ပြီး on off လုပ်လို့ရလို့ state bar မှာလည်း direct on off လုပ်လို့ရတယ်ဒါလေးကိုကျွန်တော် only ဆွဲမယ်ဆိုရင်ကျွန်တော်တို့ရဲ့ line တွေကျွန်တော်တို့ရဲ့ drawing တွေကို horizontal vertical တိုင်းညီးမြောင်းနေဆွဲပေးပါတယ် left click နဲ့ click တစ်ချက်ချတယ်ကျွန်တော်တို့ရဲ့ crosshair တွေဒီရောက်နေပါစီကျွန်တော်တို့ line ဒီ vertical တိုင်းပြပါတယ်ဒီလိုပါပဲကျွန်တော်တို့ crosshair ဘယ်ရောက်နေပါစီဒီ horizontal တိုင်းပြပါပြီးတော့ကျွန်တော်တို့သိရမှာလေ auto move ကို on ထားခြင်းအပြင်ကျွန်တော်တို့ရဲ့ line တွေကို horizontal vertical တိုင်းဖြစ်စေပါတယ်နောက်တစ်ခုကျွန်တော် auto ရဲ့ဘေးမှာကျွန်တော် polar ဆိုတာရှိပါတယ် polar tracking ဆိုတာရှိpolar tracking ကတော့ကျွန်တော်တို့ရဲ့ line လေးတွေကို angle လေးနဲ့ဆွဲတာပါ polar tracking ကို online မယ်ဆိုရင်ကျွန်တော် auto ကလည်း off တာပါအဲကျွန်တော် polar tracking ကို on ပြီးတော့ကျွန်တော်ဆွဲကြည့်ရအောင်ပါpolar tracking ကို on ပြီးကျွန်တော်မဆွဲခင်မှာ polar tracking မှာကျွန်တော် right click ထောက်လိုက်ဒီမှာကျွန်တော် angle လေးတွေရှိပါတယ်ဥပမာဆိုပါဆိုကျွန်တော်ဘယ် angle လေးနဲ့ကျွန်တော်ဆွဲချင်တာ45ဆိုတဲ့ angle လေးနဲ့ဆွဲချင်တယ်ဆိုရင်45ဆိုတာလေးကိုလေးချက်ချလိုက်line လေးကြောင်းဆွဲမယ် L under ကျွန်တော် point လေးတစ်point မှာကလေးချက်ချပြီးရင်တော့ကျွန်တော်သူက auto လို့တော့မဟုတ်ပါဘူးကျွန်တော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီပင်ကြီး0 degree မှာ line အဖြောင်လေးကြောင်းကျွန်တော်ဆွဲလို့ရတယ်ဒီလိုမဟုတ်ဘူးကျွန်တော် angle လေးတစ်ခုနဲ့ဆွဲချင်တယ်ဆိုရင်ဒါဆိုလို့ရှိရင်ကျွန်တော်45ရောက်တဲ့နေရာမှာကျွန်တော်ရဲ့အစိမ်းအောင် dotted line လေးတွေပြနေပါတယ်ဒါဒီကျွန်တော်တို့45 degree ဆွဲလိုက်တာဒီလိုပါပဲကျွန်တော်ဒီဘက်ကို45 degree ဆွဲဝင်ရသေးတယ်ကျွန်တော်ဒီမှာ45 degree ရောက်တိုင်းရနေပါတယ် escape နေလိုက်ပါဒါဒီကျွန်တော် polar move ကိုအုံးပြီးတော့ဆွဲတာပါအဲ့တော့ polar ပေါ်မှာကျွန်တော်နောက်ထပ်ပြီး right click ထောက်တယ်ကျွန်တော်ဆိုပါစို့30 degree နဲ့ဆွဲချင်တယ်ဆိုရင်ကျွန်တော်30ဆိုတာလေးရွေးပေးပါဒါလည်း under line လေးတစ်ကြောင်းဆွဲတယ်30 degree ရောက်တိုင်းသူကအစိမ်းအောင် line လေးတွေပြနေပါတယ်escape ကို under ခောက်ပြီးတော့ command လေးထုတ်ဒါကတော့ကျွန်တော် line ဆိုတာလေးကိုကျွန်တော်အနေထားမျိုးနဲ့ယူပြီးတော့ဆွဲလိုက်တာပါများသောအားဖြင့်ကျွန်တော် auto move ကိုအုံးပြီးတော့ဆွဲတာများပါတယ် angle တွေနဲ့ကျွန်တော်ဆွဲချင်တယ်ဆိုရင်တော့ကျွန်တော် polar tracking ကိုအုံးပြီးတော့ဆွဲပါ auto move ကိုအုံးရင် polar အလိုလိုအောက်သွားပါတယ်အဲ့တော့ကျွန်တော် line ကိုကျွန်တော် not to scale နဲ့ဆွဲတာပါကျွန်တော် L under ဆိုပြီးတော့ line command လေးကျွန်တော်ခေါ်လိုက်ပါတယ် first point လေးပေးပါတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာဒီ line လေးကိုကျွန်တော်ကနေပြီးတော့ unit အတိအကျနဲ့ရိုက်ပြီးထည့်လို့ရပါတယ်ဥပမာဆိုပါစို့ကျွန်တော်တို့ဒီ line လေးရဲ့အရှိကိုကျွန်တော်တို့100 unit ရှိသေးတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ L under first point မှာဒီချက်ချတယ်နောက်ထပ် second point ကလေးမချခင်မှာကျွန်တော်တို့မလုပ်ပေးရမယ်ဆိုတော့ကိုထည့်တင်တဲ့တန်ဖိုးကိုရိုက်ထည့်ပေးရပါတယ်ဆိုပါစို့100 unit ဆိုလို့ရှိရင်100 under ခောက်လိုက်တာပဲဆို100 unit ရှိတဲ့ line လေးတစ်ကြောင်းဖြစ်သွားပါတယ်100 unit ဆိုတဲ့နေရာမှာကျွန်တော်တို့100 ပေဖြစ်နိုင်လို့100 လက်မှာ100 mm 100 inch စသဖြင့်အမျိုးလေး
ကျွန်တော်တို့ဒီမှာသုံးမိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာဒါသည် L under ဒီတစ်ချက်ချတယ် vertical ဆိုလည်းပဲ vertical ဘက်ကို direction လေးပြမယ်ကျွန်တော်တို့100 unit ပေါ့100နောက်တစ်ချိန်ကျွန်တော် command ထွက်ခြင်း enter ခောက်ပါတယ်ဒါသည်ကျွန်တော် line command လေးကိုအသုံးပြုလိုက်တာပါ line command လေးကိုကျွန်တော်အသုံးပြုပြီးဆိုတော့ကျွန်တော် polyline ဆိုတာလေးကိုတွားရအောင်ပါ polyline ကိုကျွန်တော်ဒီကနေပြီးတော့ယူသုံးလို့ရလို့ကျွန်တော် PL under နဲ့လည်းတွားပါတယ် command မှာကျွန်တော် PL under အဲဆိုကျွန်တော် specify start point ကိုသတ်မှတ်ပြီးတော့ start point အော်သုံးလေးခဏ off ထားပါဒီ line လေးကိုပဲကျွန်တော်ဒီမှာ set သွားလို့ရပါတယ်ဒီတော့ကျွန်တော်သိရမှာဒီဘာသိရမလဲဆိုတော့ကျွန်တော် line command မှာကျွန်တော်အသုံးပြုပြီး line လေးတွေဆွဲတဲ့နေရာမှာဒီတစ်ချက်ချတယ် direction change နေဆိုလို့ရှိရင်ဒီ segment တစ်ခုအပိုင်းတစ်ခုတီးတန့်ဖြစ်သွားပါတယ်ဒါဒီ line ရဲ့ command တွေဒါပေမဲ့ကျွန်တော် polyline ကိုကျွန်တော် select ပေးလိုက်တဲ့အခါမှာအဲ့လောက်ပဲ click ချကြဒီ setting ပဲဖြစ်နေပါတယ်ပြန်ဆွဲကြည့်အောင်ပါ PL escape နေပြီနော် select ပေးလိုက်တာလေဒါဒီကျွန်တော် polyline ဒီလောက်ပဲ click ချကြတို့ဒီမှာ setting ဖြစ်နေတာကိုပြီးတော့ပါဒါကိုကျွန်တော် polyline ရဲ့ command တွေကိုခေါ်ပါတယ်အဲဆိုကျွန်တော် line ရဲ့ command တွေလေးပြန်သွားအောင်ပါ line ကိုကျွန်တော်ဒီလို select ပေးလိုက်လို့ရှိရင်အတုံးလေးသုံးလုံးတွေ့ပါလိမ့်မယ် selection တုံးလေးသုံးခုရှိပါတယ်အလဲကောင်ကျွန်တော်အလဲကောင် selection လေးဒီကျွန်တော်ရွှေ့တဲ့သဘောတရားလေးပါဒီလဲကောင် selection လေးပေါ်ကို selection တုံးလေးပေါ်ကျွန်တော် click တစ်ချက်ချလိုက်တယ် left click လေးနဲ့ကျွန်တော် left click လုပ်ပြီးတော့ကျွန်တော်လိုချင်တဲ့နေရာလေးကိုခေါ်သွားလို့ရပါတယ်အဲဒါကျွန်တော် move ဆိုတဲ့သဘောတရားလေးပါနောက်ထပ်ဘေးက wire လေးကြတော့ကျွန်တော် click လုပ်ပြီးတော့ဆွဲဆန့်တာတို့ဆွဲချုံတာတို့လုပ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ auto move လေး on ထားပါအဲဆိုကျွန်တော်ဆွဲဆန့်တာအမို့ကျွန်တော်ဆွဲချုံတာလုပ်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ line ရဲ့ concept တွေဖြစ်ပါတယ် line ရှိမယ်ကျွန်တော် polyline ရှိအဲ့ line ဒီကျွန်တော်တို့ဒီတစ်ချက်ချမယ် direction change သွားတယ် segment တစ်ခုအပိုင်းတစ်ခုဖြစ်ပြီးတော့ polyline ဒီတို့ဘလောက်ပဲ click ချချဘလောက်ပဲ direction change သူဒီတစ်ဆက်တည်းဖြစ်နေပါတယ်နောက်ထပ်ကျွန်တော်တို့ draw toolbar မှာရှိတယ်နောက်ထပ် command ကတော့ကျွန်တော် circle ဆိုတဲ့ command circle ကိုတော့ကျွန်တော် function မျိုးနဲ့အသုံးပြုရတယ်ကျွန်တော်တို့ပထမဆုံးအရေးကြီးတဲ့ circle ဆိုတာလေးကိုပြောရအောင် circle ကိုကျွန်တော်ဒီကနေယူသုံးလို့ရတယ်ကျွန်တော် C under နဲ့ပြောလို့ရပါတယ် C under ဆိုလို့ရှိရင်ဒီကျွန်တော်တို့ပထမဆုံး center one လေးတစ်ပွားသတ်မှတ်ပေးကျွန်တော်ဆိုပါစို့ center one လေးတစ်ပွားသတ်မှတ်ပေးပါတယ်ဒီချက်ချဒုတိယအနေနဲ့ဒီဘာပြောလဲကျွန်တော် radius တန်ဖို့သို့မဟုတ် diameter တန်ဖို့ရိုက်ချင်ပြီဒါဆိုလို့ရှိရင်ကျွန်တော်သိရမှာပြီ radius တန်ဖို့ရိုက်မယ်ဆိုရင်တော့ circle radius တန်ဖို့ဆိုပါစို့ကျွန်တော် radius တန်ရှိတဲ့ circle လေးရှိတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တန်ဆိုပြီးတန်ရိုက်ပြီးရပါတယ်ဒါဆိုလို့ရှိရင်ဒါဒီ circle တွေ radius တန်ရှိတဲ့ circle လေးတစ်ခုဖြစ်ပါတယ်ညပြောရမယ် circle command ဒီ C under စနာပိုင်းလေးပါစနာပိုင်းလေးတစ်ခုမှာ click ချမယ်ကျွန်တော် radius တန်ဆိုတဲ့ circle လေးလိုချင်လို့ရှိရင် tan under လို့ရိုက်ထည့်ပေးလိုက်ရပါပြီ under ကို space bar ကိုသုံးပြီးပါဒါဆိုလို့ရှိရင်ကျွန်တော် radius tan ဆိုတဲ့ circle လေးကိုဆွဲပြီးဖြစ်ပါတယ်ဒီလိုပါပဲကျွန်တော်တို့နောက်ထပ် circle ကို diameter tan ဆိုတဲ့ circle လေးဆွဲကြည့်အောင်ပါ C under ဒီချက်ချပါတယ် diameter ဆိုရင်တော့ကျွန်တော်တို့ circle တန်ဖိုးရဲ့ရှေ့မှာ D under ဆိုပြီးနောက်ထပ်တစ်ဆင့်ထည့်ပေးရပါတယ်ဒါမှမဟုတ်ကျွန်တော် diameter 10ဆိုတဲ့ circle လေးဆွဲကျင်တယ်ဆိုလို့ရှိရင် C under စနာပိုင်းတစ်ခုမှာ click ချမယ် diameter တန်ဖိုးလို့ကျွန်တော်ရ D under ရိုက်တယ်ဒီမှာကျွန်တော်တို့ diameter တန်ဖိုးရိုက်တယ်30ဒါဆိုလို့ရှိရင်တော့ဒါဒီ diameter 30ရှိတဲ့ circle ဒါဒီ radius 10ရှိတဲ့ circle ပြန်ပြောပါမယ် C under radius 10ဆိုတဲ့ circle လေးလိုချင်လို့ရှိရင်စနာပိုင်းတစ်ခုမှာclick ချတယ် radius 10ဆိုရင်ကျွန်တော်တို့10 under လို့ရိုက်တယ်နောက်ထပ်ကျွန်တော်တို့ diameter 10ဆိုတဲ့ circle လေးဆွဲခြင်းနဲ့ဆိုရင် C under စနာပိုင်းတစ်ခုမှာ click ချမယ်ကျွန်တော်တို့ diameter ဖြစ်တဲ့အကြောင်း D under 10 under ဆိုပြီးတော့ရိုက်တယ်ဒါသည် diameter 10ရှိတဲ့ circle ဒါသည် radius 10ရှိတဲ့ circle
ဒါဆိုလို့ရှိရင်တော့ circle မှာအသုံးများတဲ့ပုံစံတစ်မျိုးကိုကျွန်တော်ဆွဲပြီးဖြစ်ပါတယ် circle ရဲ့အသုံးများတဲ့ပုံစံတစ်မျိုးကိုပြောပြီးတဲ့နောက်မှာ circle command ရဲ့အောက်ဘက်က drop down arrow လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်နောက်ဘက်မှာကျွန်တော်တို့ဒီပြင်အနေထားအမျိုးမျိုးနဲ့ဆွဲလို့ရတဲ့ circle မျိုးစားလေးတွေရှိပါတယ်ဆိုပါစို့2 point ဆိုတဲ့ circle လေးပေါ့တို့ line လေးတစ်ကြောင်းရှိပါတယ်အန်ဒါဆိုတဲ့ line လေးတစ်ကြောင်းရှိcircle လေးတစ်ခုကျွန်တော်တို့လိုချင်ပါတယ်ဒီ point နဲ့ဒီ point ကိုထိပြီးတော့ဒီ point နဲ့ဒီ point နှစ်ခုကိုထိပြီးတော့ကျွန်တော် circle တစ်ခုဆွဲချင်တယ်ဆိုရင် circle drop down arrow လေးကိုယူတယ် arrow လေးမှာနှိပ်တယ်ကျွန်တော်2 point ဆိုတာလေးယူတယ်ပထမဆုံးကျွန်တော် first point click မယ်နောက်တစ်ကြိမ်ကျွန်တော် second point click ဒါဆိုလို့ရှိရင်တော့ကျွန်တော်2 point ဆိုတဲ့ circle မျိုးစားလေးဆွဲပြီးဖြစ်ပါတယ်ဒါကိုကျွန်တော် command တွေယူသုံးလို့ရပါတယ် center line အကြောင်းရှိမယ်ဆိုပါစို့ကျွန်တော် line လေးဒီလိုလေးရှိတယ် command ဒီ center ကျွန်တော်2 point လို့ကြည့်လို့ရှိရင် 2b ဆိုတာလေးရိုက်ထည့်လို့ရတယ်ဒါလေးကိုကျွန်တော် click လိုက်လို့လည်းရပါတယ် first point second point ဒါဆိုရင်လည်းကျွန်တော် circle ဆိုတဲ့ command လေးကိုအသုံးပြုလို့ရပါတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာပါရှိသေးလဲဆိုတော့3 point ဆိုတာလေးရှိပါတယ်3 point 3 point ဆိုတဲ့မျိုးစားလေးကိုတွားရအောင်နောက်ထပ်ကျွန်တော်ဒီမှာ3 point ဆိုတာလေးရှိပါတယ်3 point ဒီလည်းပဲကျွန်တော်ထူနည်းတစ်ကောင်းပါပဲဒီအနေထားလေးမှာဆွဲတာပါ3 point point 3 point ကိုထိပြီးတော့ကျွန်တော်တို့ line လေးတစ်ကြောင်း circle တစ်ခုဆွဲတာပါဆိုပါစို့ကျွန်တော်တို့ရဲ့ circle ဒီအနေထားလေးရှိတယ်ဆိုပါစို့line လေးတွေဒီဒီမှာတစ်ခုရှိတယ်ဟိုကဒီမှာလည်းပဲရှိပါတယ်နောက်ထပ်ကျွန်တော်ဒီမှာလည်းပဲရှိဒီ line လေး3 line ကိုထိပြီးတော့ကျွန်တော် circle တစ်ခုဆွဲမယ်ဆိုရင် center ကျွန်တော်ဘာလုပ်မလဲ3 point ဆိုတာလေးယူတယ် first point second point third point ဆိုတာလေးနှိပ်ပြီးတော့3 point 3 point ကိုထိပြီးတော့ကျွန်တော် circle လေးတစ်ခုဆွဲတာပါဒါဒီကျွန်တော်3 point ဆိုတဲ့မျိုးစားလေးနောက်ထပ်မျိုးစားလေးကတော့ကျွန်တော်ဘာတွေရှိသေးလဲဆိုတော့အောက်ဘက်မှာ tangent radius ရှိတယ် tangentဆိုတာရှိတယ်တော့ tangent radius ဆိုတာတွေကဒီပုံစံလေးကိုဆိုတာ circle နှစ်ခုရှိတယ်ဒီ circle နှစ်ခုကိုထိပြီးတော့ကျွန်တော် circle လေးနောက်ထပ်တစ်ခုဆွဲခြင်းနဲ့ဆိုရင် tangent radius ဆိုတာတွေကိုတော့ပါတယ်အဲဒါကြောင့်ကျွန်တော် circle လေးဆွဲပြအောင်ပါဆိုပါစို့ဒီ circle နဲ့ဒီ circle နှစ်ခုကြားထဲမှာဒီနေရာလေးမှာ circle လေးတစ်ခုထပ်ပြီးတော့ကျွန်တော်ဆွဲခြင်းနဲ့ဆိုလို့ရှိရင် tangent radius ဆိုတဲ့မျိုးစားလေးတော့ပါတယ်ကျွန်တော်တို့ဆိုပါစို့ဒီ circle နဲ့ဒီ circle နဲ့ကြားထဲမှာ radius 30ဆိုတဲ့ radius 30ရှိတဲ့ circle လေးတစ်ခုဆွဲခြင်းနဲ့ဆိုရင်ကျွန်တော် center လို့ရိုက်ပြီးကျွန်တော် tangent radius ဆိုတာလေးရှိတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကနေပြီးတော့ ttr under ဆိုရိုက်ထည့်လို့ရတယ်လို့ကျွန်တော် t under လို့ရိုက်ထည့်ပြီးရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာမလုပ်ပေးရမယ်ဆိုတော့ပထမဆုံး TP ဆွဲစီခြင်းနဲ့ circle တစ်ခုရဲ့ tangent ကို click ပါတယ်နောက်ထပ် TP တော့ဆွဲစီခြင်းနဲ့ circle တစ်ခုရဲ့နောက်ထပ် tangent ကို click ပါတယ်ပြီးရင်တော့ကျွန်တော် circle ကိုအသုံးပြုခြင်းနဲ့ circle ရဲ့ radius တန်ကိုရိုက်ထည့်ပေးပါဆိုပါစို့ radius 30ဆိုရင်ကျွန်တော်30 under လို့ရိုက်တယ်လို့ရှိတယ်ဒီ circle ကြီးနဲ့ဒီ circle ကိုထိပြီးတော့ radius 30ဆိုတဲ့ circle လေးတစ်ခုကိုဆွဲလိုက်ခြင်းဖြစ်ပါတယ်နားရှုပ်ပြပါမယ်ပြန်ပြောပြပါမယ်ဒီ circle နဲ့ဒီ circle နှစ်ခုကိုထိဒီ circle နဲ့ဒီ circle နှစ်ခုရဲ့ tangent ကိုထိပြီးတော့ circle တစ်ခုဆွဲခြင်းနဲ့ဆိုရင်ကျွန်တော် center tangent radius ဆိုတဲ့မျိုးစားကိုသုံးမယ်လိုကောက်သည် command လိုကောက်သည် t under ပြီးကျွန်တော်ပထမဆုံးစပြီးတော့ထိစေခြင်းနဲ့ circle ကြီးရဲ့ tangent ကို click ချက်ချမယ်နောက်ထပ် circle အသေးရဲ့ tangent ကို click ချက်ချနောက်ထပ်ဆွဲရမယ် radius တန်ကိုရိုက်ထည့်ပေးမယ် radius 30ဆိုပါစို့30ရဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ circle နဲ့ဒီ circle ကိုထိပြီးတော့ circle လေးတစ်ခုဆွဲပြီးတော့ပါတယ်ဒါဒီမျိုးစားကိုတော့ကျွန်တော် tangent radius မျိုးစားလို့ခေါ်ပါတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကနေပြီးတော့ tangent ဆိုတဲ့အောက်ဘက်မှာမျိုးစားလေးတစ်ခုရှိပါတယ်ဒီမျိုးစားလေးကတော့ကျွန်တော်တို့ဆိုပါစို့ကျွန်တော် 3 ပုံလေးရှိတယ်ဆိုပါစို့ဒီမျိုးစားလေးရှိတယ်အဲ့တော့ဒီ3 ပုံလေးထဲမှာကျွန်တော် circle လေးတစ်ခုဆွဲခြင်းနဲ့ဆိုရင်အဲ့တော့ကျွန်တော်တို့ drop down arrow လေးမှာ tangent ဆိုတာလေးကိုယူခဲ့ပါတယ်ကျွန်တော်ပထမဆုံး tangent ကို click ချစ်ချတယ်နောက်ထပ် tangent ကို click တယ်နောက်ထပ် tangent ကို click တယ်ဒါဆိုလို့ရှိရင်တော့ဒီ tangent 3ခုကိုထိပြီးတော့ circle လေးတစ်ခုဆွဲပြီးတော့ပါပြီဒါကတော့ကျွန်တော် circle ဆိုတဲ့ command ကိုအမျိုးမျိုးအသုံးပြုကနေဆွဲထားတဲ့ command လေးတွေဖြစ်ပါတယ်
နောက်ထပ်ကျွန်တော်တို့ up ဆိုတဲ့ command လေးရှိပါတယ် up ဆိုတာဒီကျွန်တော်တို့ circle မဟုတ်ဘဲနဲ့ကျွန်တော်တို့ up plan လေးတွေဆွဲတာပါညီကူလေးတွေဆွဲတာ up ဆိုတာလေးကိုကျွန်တော်တို့ပြီးတော့ပထမဆုံး click ချတယ်နောက်ထပ် second point အနေနဲ့ click ချတယ် third point အနေနဲ့ click ချဒါဆိုလို့ရှိရင် up လေးတစ်ခုရပါတယ်အဲ့တော့ up ကိုကျွန်တော်တို့ဒီကနေယူသုံးလို့ရတယ်လို့ command ကနေကျွန်တော်တို့ a enter လို့သုံးလို့ရတယ် that's why second point third point ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ up လေးတွေရပါတယ် up မှာလည်းကျွန်တော်တို့ခုန circle ဆွဲသလိုပဲ function မျိုးမျိုးရှိပါတယ် point နဲ့ point တွေကိုထိပြီးတော့ဆွဲတဲ့ up စသဖြင့်ဒီမှာ up မျိုးစားတွေအများကြီးရှိပါတယ်ဒါလေးတွေကကျွန်တော်တို့လိုအပ်ရင်လိုအပ်လို့ယူသုံးရအောင်လေ့ကျင့်ထားပါဒါဆိုရင်တော့ကျွန်တော် up ဆိုတဲ့ command လေးရမယ်လို့ထင်ပါတယ် up ပြီးရင်တော့ကျွန်တော်နောက်ထပ်ဘာရှိသေးလဲဆိုတော့ဒီနေရာလေးမှာ rectangle ဆိုတဲ့ command လေးရှိပါတယ် rectangle ရှိမယ် polygon ဆိုတာလေးရှိမယ် rectangle ဆိုတဲ့ command rectangle ဆိုတဲ့ကျွန်တော်နောက်မှစုတာလေးတွေဆွဲတာပါဒါကြောင့်ကျွန်တော် rectangle ဆိုတာလေးကိုယူခဲ့ပါတယ်ပြီးရင်တော့ကျွန်တော်ပထမဆုံး first corner point ပထမဆုံး corner point တစ်ခုကိုသတ်မှတ်ပေးပါတယ်နောက်ထပ်ကျွန်တော် second corner point တစ်ခုကိုသတ်မှတ်ပေးပါတယ်ဒါဒီ rectangle ဆွဲတာrectangle ကိုကျွန်တော်တို့ဥပကနေပြီးတော့ဒီနေရာလေးကိုယူသုံးလို့ရတယ်လို့ကျွန်တော် command နေသွားမယ်ဆိုရင် rectangle ကိုရှုပ်ခဲ့ပြီး REC enter ဖြစ်ပါတယ်ဘာလို့ first point click တယ်နောက်ထပ် second corner click ပေးတယ်ဒါတော့ကျွန်တော် rectangle ကို not to scale ဆွဲလိုက်တာပါ rectangle ကိုကျွန်တော် scale တိကျဆွဲမယ်ဆိုရင်တော့ add သင်္ကေတလေးခံထည့်ပေးရပါတယ်ဒါကြောင့်ကျွန်တော်တို့ rectangle ဆိုတာလေးကိုယူပါတယ် first corner down လေးမှာ click ချတယ်ဒါပြီးရင်တော့ကျွန်တော်တို့ second corner down မှာ click မချခင်မှာ shift ရဲ့2ရဲ့တွဲနေတယ်လို့ရှိရင် add သင်္ကေတလေးကြာလာပါတယ်ပြီးမှကျွန်တော်ကနေပြီးတော့ rectangle ရဲ့အခြေကောမှာအမြင့်ဆိုပြီးရိုက်ထည့်ပေးရပါတယ်အခြေက2ရှိတယ်ဆိုပါစို့2နောက်ထပ်အကွက်တစ်ခုကိုပြောင်းရင်ကျွန်တော် comma ဆိုတာလေး comma ကိုနှိပ်ပါတယ် comma အမြင့်က3ရှိတယ်ဆိုပါစို့3ပြီးရင်ကျွန်တော် enter လေးခေါက်လိုက်နည်းနည်းလေးသေးတော့ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီ rectangle ဒီအခြေ2ရှိပြီးတော့အမြင့်3ရှိတဲ့ rectangle မျိုးစားလေးဖြစ်သွားပါဒီလိုပါပဲကျွန်တော်တို့အောက်ခြေ20ရှိပြီးတော့အခြေ20ရှိပြီးတော့အမြင့်30ရှိတဲ့ rectangle လေးတစ်ခုဆွဲကြည့်ရအောင်ပါ command ယူသုံးမယ်ဆိုရင် REC enter ဒီကယူသုံးမယ်ဆိုရင် icon လေးပေါ် click ချရအောင် REC enter first point မှာ click ချတယ် second corner မ click ခင်မှာ shift 2ပါပဲပြီးကျွန်တော်တို့အခြေတံဖို့ရိုက်ထည့်မယ်20နောက်တစ်ခုကူးရင်ကျွန်တော်တို့ comma လေးသုံးတယ် comma အမြင့်က30ရှိတယ်ဆိုပါစို့30ဒါဆိုလို့ရှိရင်တော့ဒီ rectangle ဒီအခြေ20အမြင့်30ရှိတဲ့ rectangle လေးတစ်ခုဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ rectangle လေးကိုအတိအကျဆွဲနိုင်တယ်လို့ပြောနေပါတယ်နောက်ထပ်ကျွန်တော်တို့ rectangle အောက်ဘက်မှာ polygon ဆိုတာလေးရှိပါတယ်အနေထားမျိုးလေးနဲ့ဆွဲလို့ရတဲ့ polygon မျိုးစားလေးရှိပါတယ်အဲကျွန်တော် polygon ဆိုတာလေးကိုသွားရအောင်ပါ polygon ဆိုတာလေးမသွားခင်မှာကျွန်တော် circle လေးတစ်ခုရှိထားဖို့လိုအပ်ပါတယ် C enter ပါနောက်တစ် scale လေးနဲ့ပဲဆွဲလိုက်မယ်ဒါလေးပြီးတော့ရင်လည်းကျွန်တော်တို့ polygon ဆိုတာလေးသွားရအောင်ပါ polygon ကိုကျွန်တော်တို့ဒီသင်္ကေတလေးကနေယူသုံးလို့ရတော့ POL enter နဲ့သွားလို့ရပါတယ် polygon ယူပြီးတာနဲ့ကျွန်တော်တို့ပထမဆုံးကျွန်တော်စာဖတ်ရပါမယ်သူကဘာပြောထားလဲကျွန်တော်အနားဘယ်နှစ်ဖက်လိုချင်တာလဲပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်အနား9ဖက်လိုချင်5 enter ပေါ့နောက်တစ်ခုကကျွန်တော်တို့ဘယ် center point ကနေထားပြီးတော့ polygon ဆွဲမှလည်းဖြစ်တယ် center point လေးတစ်ခုသတ်မှတ်တယ်ဆိုခဲ့ center point လေးသတ်မှတ်ပြီးရင်တော့နောက်ထပ်ကျွန်တော်ထပ်ပြီးယူပြရပါတယ် circle ရဲ့အတွင်းဘက်ကိုထိပြီးတော့ polygon ဆွဲမှလား circle ရဲ့အပြင်ဘက်ကိုထိပြီး polygon ဆွဲမှလားဆိုတော့ယူပြရဆိုပါစို့ circle ရဲ့အတွင်းဘက်ကိုထိမယ်ဆိုရင် inside ပေါ့ယူပြီးရင်တော့ကျွန်တော်ဒီမှာ circle ရဲ့အတွင်းဘက်ကိုထိပြီးတော့ဆွဲလိုက်မယ်ဆိုရင် polygon လေးတစ်ခုရလာပါတယ်ဒါဒီအနား9ဘက်ရှိတဲ့ polygon လေးပေါ့ဒီပါပဲကျွန်တော်နောက်ထပ် polygon လေးတစ်ခုဆွဲကြည့်အောင်ပါ command ယူသုံးမယ်ဆိုရင် POL enter ဒီတော့မလုပ်ပြီးမလဲကျွန်တော်အနားဘယ်နှဘက်ရှိတယ်ဆိုတာလေးသတ်မှတ်ပေးဆိုပါစို့အနား9ဘက်မဟုတ်တော့6ဘက်ဆိုရင်6ပြီးမှကျွန်တော် polygon ဆွဲမယ် circle center point လေးမှာ
လေးတစ်ချက်ချနောက်ထပ်ကျွန်တော်အတွင်းကိုထိမှလားအပြင်ကိုထိမှလားပေါ့ကျွန်တော်ခုသာအပြင်ကိုထိမယ်ဆိုပြောကြည့်အောင်ပြီးပါတယ်ပြီးတော့ကျွန်တော်စာကဲထိစာကဲကိုကျွန်တော်စာကဲကွာရန်လေးကိုထိလိုက်တာနဲ့ကျွန်တော်အနား6ပဲရှိရဲ့ပိုလီဂွန်လေးတစ်ခုရပါတယ်ပြန်ဆွဲကြည့်အောင်ပါပိုလီဂွန်ဆွဲဖို့အတွက်ကျွန်တော်စာကဲလေးအရင်ဆွဲထားတာကောင်းပါတယ်စာကဲဆွဲပြီးတာကျွန်တော်ပိုလီဂွန် command လေးသုံးပါမယ် POL enter ပါပြီးရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အနားဘက်တစ်ဖက်လိုချင်တာလေးရိုက်ထည့်ပေးရပါမယ်ဒီမှာဆိုကျွန်တော်တို့အားဘက်လိုချင် file enter ဘယ်စနာ1ထားလဲမလဲဆိုဘယ်စနာ1ထားပြီးတော့ polygon ဆွဲမလဲဆိုတဲ့စနာ1လေးတစ်ခုသတ်မှတ်ပေးရပါမယ်ဒါပြီးရင်တော့ကျွန်တော်တို့ဒီ circle ကိုကျွန်တော်အတွင်းအထိပြီးဆွဲမှာလားအပြင်အထိပြီးဆွဲမှာလားဆိုတဲ့သတ်မှတ်ချက်ကလေးသတ်မှတ်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒါပြင်အထိပြီးတော့ဆွဲတဲ့ polygon လေးရပါတယ်ဒါဆိုရင်ကျွန်တော်တို့ draw toolbar မှာရှိတဲ့အခြေခံကျွန်တော်တို့ draw tool လေးတွေကိုယူသုံးပြီးဖြစ်ပါတယ်အားလုံးခေါက်ခါလေ့ကျင့်ခြင်းအပြင်ကျွန်တော်တို့ draw toolbar မှာရှိတဲ့ tools လေးတွေကိုယူသုံးတတ်လိမ့်မယ်လို့ပြောနေပါတယ်